ဘင်္ဂလားပင်လယ်အော်အခြေအနေကပ်ပလီပင်လယ်ပြင်တောင်ပိုင်းဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့်အနောက်အလယ်ပိုင်းတို့တွင်တိမ်အထင်အတင်းမှတိမ်ထူထပ်နေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်ကြံဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အနည်းငယ်ဖြစ်ထွန်းနေပါသည်နောက်2 ရက်အတွက်ခန့်မှန်းချက်တနင်္သာရီတိုင်းဒေသကြီးတွင်မိုးပိုလာနိုင်ပါသည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်ဘင်္ဂလားပင်လယ်အော်အခြေအနေယနေ့မြန်မာစံတော်ချိန်9 နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်ရင်းနှင့်ဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့်ဩရိတတောင်ပိုင်းကမ်းလွန်တို့တွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ် depression သည်အနောက်မြောက်ဘက်သို့ရွှေ့လျားခဲ့ဟုခန့်မှန်းပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပါသည်မြမပင်လယ်ပြင်လှိုင်းအထင်ရှိမီလှိုင်းမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်6 ပေမှ8 ပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်အတွက်ခန့်မှန်းချက်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးဆက်လက်ပိုနေမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်မိုးတစ်ကြိမ်2 ကြိမ်ထစ်ချုံရွာမည်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်မိုးအသင့်အတင့်ထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်